ချန်ပီယံဂျော်ရှူအာဘန်ကိုလည်းသူပဲအလဲထိုးနိုင်ခဲ့တာမို့တော့ဖိုက်တာကဖိုက်တာတွေနဲ့ထိုးကျင်ပါတယ်ဆိုပြီးပြောသွားခဲ့တဲ့ချားဂျွန်ဆင်ဟုတ်ကဲ့ဒီနေ့မှာတော့ဘန်ရဲ့ပြိုင်မဟောင်းရင်းနှစ်ယောက်ဖြစ်တဲ့ချားဂျွန်ဆင်နဲ့ဘရူနိုဆေးဘာတို့ရှင်ပြိုင်ထိုးသက်ကြမှာချားဂျွန်ဆင်ကအမှတ်နဲ့ကပ်ပြီးနိုင်ခဲ့ပါတယ်ဗျနိုင်ပွဲပြီးမှာချားဂျွန်ဆင်ကအခုလိုပဲပြောသွားခဲ့ပါတယ် Champion is Joshua Van. I knocked his ass out. Kavanaugh, number 6, knocked his ass out. So I would love to fight somebody in the top 5. ချန်ပီယံဂျော်ဂျူအာဘန်ကိုလည်းကျွန်တော်အလဲထိုးခဲ့တာပါပြီးတော့အခုလက်ရှိနံပါတ်6မှာရှိတဲ့လိုနာခက်ဘီနက်ကိုလည်းကျွန်တော်အလဲထိုးနိုင်ခဲ့ပါတယ်ဒါကြောင့်တော့ဖိုက်တာကဖိုက်တာတယောက်နဲ့ထိုးကျင်ပါတယ်ဘယ်သူပဲဖြစ်ဖြစ်ကျွန်တော်ထိုးဖို့အစဉ်သင့်ပါဒါမှမဟုတ်တော့7နဲ့ကဆိုလည်းဖြစ်ပါတယ်နောက်ဆုံးဘက်ကတော့ကျွန်တော်တို့သိဆင်ပြေခဲ့ဘူးဒါပေမဲ့လည်းဒါကဖျားပေးတဲ့အတိုင်းပဲပေါ့ကျွန်တော်ဒီအားကစားကိုချစ်တယ်လေဘယ်သူနဲ့တူတူဖြစ်တယ်ဆိုပေမဲ့မင်းဘိုင်နင်းတက်ပြီးစိန်ခေါ်ရမယ်ဆိုရင်ဘယ်သူကိုစိန်ခေါ်ခြင်းလဲဆိုပြီးထပ်မေးလိုက်တဲ့အခါမှာတော့ဘရန်ဒိုမိုင်ဘဲက UFC မှာရန်ကောင်းတဲ့ပွဲတွေထိုးခဲ့တဲ့ဖိုက်တာတယောက်ပါဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်သူနဲ့ထိုးချင်ပါတယ်သူ့ကိုကျွန်တော်ရန်လဲလေးစားပါတယ်ဒါမှမဟုတ်ရင်တော့ဂျပန်ဖိုက်တာကြီးဟိုဒီကူချီပေါ့ကဲအဲ့ဒါဆိုရင်တော့တကယ်လို့များတော့ဖိုက်တွေက2ယောက်လောက်နဲ့များထပ်နိုင်ခဲ့မယ်ဆိုရင်တစ်ချိန်မှာတော့ကျွန်တော်တို့ရဲ့ချန်ပီယံကြီးဂျော်ရှူအာဘန်နဲ့ချားဂျွန်ဆင်တို့မကြည်ပွဲများပြန်လည်ကြည့်အောင်မလားဆိုတာတော့စောင့်ကြည့်သွားရတော့မှာပဲဖြစ်ပါတယ်ဗျ